ဒီနေ့သာသနာတော်တက္ကရာ2560ခုနှစ်ဒုဒဝဟာရကောဇာသတိတောင်388ခုနှစ်ဒီနေ့ဆက်ချီနော်4လ2016ခုရန်ကုန်တိုင်းဒေသကြီးမင်္ဂလာလုံးမြို့နယ်ပြည်မြို့နယ်နာမွန်တော်ဓမ္မိတ်အတွင်းနဲ့ဆင်ကျင်းပတဲ့ရှိတယ်54ကြိမ်မြောက်ချွတ်လွတ်ပြီးကျင့်ရင်တရားစခန်းဒီနေ့ပဲ2ရက်မြောက်ပါလေ6ရက်မြောက်နေ့လည်းပိုင်းသစ္စာတရားတွေကိုဟောကြားနာကြသင်ယူကြရမှာမလို့သစ္စာ၄ပါးမြတ်တရားကိုဟောမင်းပေးတော်မူခဲ့ပါသောမြတ်စွာဘုရားရှင်ရဲ့ဘုန်းတော်မှန်စဂုဏ်တော်တန်တကဗုဒ္ဓနုတ္တိပွားများကြမယ်ဘုရားကိုအာရုံပြုပြီးနှလုံးသွင်းထားကြပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာနာယဓမ္မံတေတေတိပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာနာယဓမ္မံတေတေတိသောဘဂဝါကျွန်ုပ်တို့၏ကိုယ်ကိုယ်ရတဲ့ဆုဖြစ်တော်မူသောဘုရားမြတ်စွာသည်သောဘဂဝါလူပေါင်းနဲ့ပေါင်းမြမပေါင်းတို့၏ဝဆင်းကိုရောပူဇော်ထုကိုခံယူတော်မူတဲ့သောဘုရားမြတ်စွာသည်သောဘဂဝါမကောင်းမှုအကုသိုလ်ကံမှန်သည်များတို့ကိုစိတ်ကြွယ်ရမှလည်းပြုတော်မမူကြံစီတော်မမူသောမြတ်စွာဘုရားရှင်သည်သောဘဂဝါဆုံးမထိုက်သောပုဂ္ဂိုလ်တို့ကိုအတုမရှိဆုံးမတော်မူတဲ့သောမြတ်စွာဘုရားရှင်သည်ပရိနိဗ္ဗုတောလောဘဒေါသမောဟဆရှိသော1500ကိလေသာဗုဒ္ဓအလောင်းတချုပ်ငြိမ်းရုပ်သိမ်းသောကိလေသာပရိနိဗ္ဗာန်ဆံတော်မူခဲ့ပါလေပြီပရိနိဗ္ဗာန်ရာကိုနဲ့အလားထထုထမြတ်တတဝဘုရားများဝိနေတို့ကို30ဘုံသို့လဲစေတတ်သောလောဘဆရှိသောအကုသိုလ်ညစ်ကြေးတန်းချင်စင်ကြယ်ပြီးတကားလားကိလေသာပရိနိဗ္ဗာန်စံကြီးစံမြန်းနိုင်ပါစေခြင်းအလို့ငါဓမ္မံဒုက္ခတိချုပ်ငြိမ်းရုပ်သိမ်းစေတတ်သောတရားတော်မြတ်ပေါင်းကိုဓမ္မကျင့်စဉ်တရားတော်မြတ်ပေါင်းကိုတည်တည်ဟောမိန်တော်မူခဲ့ပါလေပြီ